ကြောက်ခေလူသားတွေဆင်းရဲဒုက္ခရောက်နေကြချိန်မှာကျွန်တော်ကတော့ကျွန်တော်လူတွေကိုဟင်းချိုပူပူအသားကင်မွေးတွေနဲ့ဘိုက်ဝအောင်ကျွေးမွေးဆောင်ရှောက်ခဲ့ပါတယ်ကျွန်တော်ရဲ့ထူးချွန်တဲ့အထူးတပ်ဖွဲ့ဝင်စစ်တီတယောက်ရဲ့ကျွမ်းကျင်မှုတွေကြောင့်စံစပါးတွေနဲ့ခင်မီလက်နက်တွေကိုပါပိုင်ဆိုင်နိုင်ခဲ့တာပါဒီခေတ်ကိုမရောက်ခင်တုန်းကကျွန်တော်ဟာအထူးတပ်ဖွဲ့ရဲ့ဘရင်တစ်ပါးဖြစ်ခဲ့မှုပါတယ်ရာဇဝတ်ကောင်တယောက်ကိုလိုက်ဖမ်းရင်း6ထဲပြုတ်ကျသွားခဲ့တာပါနိုးလာတဲ့အချိန်မှာတော့တားရည်အင်ဂျီတွေဝတ်ထားတဲ့အမျိုးသမီးတွေကိုမြင်လိုက်ရပြီးခြေထောက်မှာလည်းဆူဆူရှာရှာဝေဒနာကိုခံစားလိုက်ရပါတယ်အတွေ့အကြုံအရဒါဟာငွေကြိုက်ခံရတာမှန်သိလိုက်တာကြောင့်ကြောက်သားတစ်ချောင်းကိုယူပြီးဒဏ်ရာကိုလှိဖြတ်လိုက်ပါတယ်ပြီးတော့အပူရှိန်ကြောင့်ငွေစိတ်တွေတေးသွားလိမ့်မယ်လို့မျှော်လင့်ပြီးဒဏ်ရာကိုမီးရှို့ကူးတက်လိုက်ပါတယ်အသေးအတန်အော်ဟစ်ရင်တတိလစ်သွားခဲ့ပေမဲ့တေမင်းနဲ့တညတာရုန်းကန်ပြီးနောက်မှာတော့ကျွန်တော်အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်ပိုးဟတ်တကောင်လိုဇွဲတန်လာတဲ့ကျွန်တော်ဟာအမျိုးသမီးတယောက်ပေးတဲ့အသားကိုစားပြီးနောက်ထပ်တောင်းမိတဲ့အခါမှာတော့သူကညှင်းပယ်ခဲ့ပါတယ်ဒါဟာလည်းသဘာဝကျပါတယ်ဘာလို့လဲဆိုတော့လူဦးရေ90ညတာရှိတဲ့ဒီမျိုးနယ်စုလေးမှာနေ့စဉ်စားနေရိတ်ခါကအလုံးပဲရှားပါလုံးလို့ပါဒါအပြင်အေးဆက်လာတဲ့စောင်းရသည်ဖြစ်တာကြောင့်အစားအစာတွေကိုတန်မာတဲ့သူတွေအတွက်ပဲဖယ်ချန်ထားလေးရှိပါတယ်ရာသီဥတုကပုံမိုဆိုးရွားလာတာကြောင့်ကျွန်တော်ဘာသာအစားအစာရှာဖွေဖို့ပြင်ဆင်ရပါတော့တယ်စားနေရိတ်ခါတိုးလောင်နိုင်မဲ့နီလန်ကိုလည်းရှာဖွေရမှာပါအလွယ်ကူဆုံးရနိုင်တဲ့အသားကတော့1ကီလိုမီတာတောင်မဝေးတဲ့အနာကမြစ်ထဲကငါးတွေပါပဲဒါပေမဲ့ဒီမျိုးနယ်စုဟာငါးလည်းမစားတတ်တယ်လို့ဖမ်းဖို့ပရိယာလည်းမရှိကြပါဘူးဒါကြောင့်ငါးဖမ်းချင်းတောင်ရက်လုပ်ဖို့အတွက်နွယ်ပင်တွေကိုလိုက်ရှာပြီးမကြခင်မှာပဲနွယ်ပင်စီးကြီးတစ်ခုကိုတည်လာခဲ့ပါတယ်နွယ်ပင်တွေကိုကူလဲတည်လာပြီးတီတုံးရက်လုပ်နေချိန်မှာတော့ဒါပါလဲဆိုတာမသိတဲ့ကလေးငယ်တွေကဘေးကနေဆက်စုတပြုံတမနဲ့ဝိုင်းကြည့်နေကြပါတယ်သူတို့ကစကားမပြောကြပါဘူးအနီးနားမှာတော့အမျိုးသမီးအချို့မျက်ခြောက်လန့်နေကြပါတဲရုတ်တရက်ဆိုသလိုကြောက်လန့်တကြားအော်ဟစ်တန်ကြီးထွက်ပေါ်လာပါတယ်မျိုးနွယ်စုကောင်းဆောင်နဲ့နောက်ထပ်2ယောက်ဟာငှက်ကလာအုပ်အကြီးတွေကိုကွေ့ပိုက်ပြီးအော်ဟစ်ပြေးလာကြတာကိုမြင်လိုက်ရပါတယ်ရင်းတို့နောက်ကနေ10ပေလောက်မြင်မာတဲ့ဘလူးငှက်ကြီး Terror Bird ကလိုက်လံတိုက်ခိုက်နေတာပါဥတွေကိုချလိုက်တော့လို့ကျွန်တော်ပြောပေမဲ့ဘယ်သူမှကျွန်တော်စကားကိုနားမလည်ကြပါဘူးခေါင်းဆောင်ကဥကိုမချပဲဆက်ပြေးတယ်လို့ငှက်ကြီးကလည်းအလျှော့မပေးပါဘူးမကြခင်မှာပဲငှက်ကြီးကခေါင်းဆောင်ကိုအမိလိုက်မိသွားပြီးပြင်းထန်တဲ့နှုတ်တိစိတ်ချက်တစ်ခုနဲ့အသက်ပြောက်စေခဲ့ပါတယ်ခေါင်းဆောင်တေဆုံးသွားတာကိုမြင်တော့ကျန်တဲ့2ယောက်လည်းဥတွေကိုပစ်ချပြီးအသက်လူဖို့တစ်ပင်ပေါ်ကိုပြေးတက်သွားကြပါတော့တယ်ကျွန်တော်ဘေးကကလေးတွေလည်းကြောက်လန့်တကြားအော်ဟစ်နေကြပါတယ်ပြစ်မှတ်ပြောက်သွားတဲ့ဘီလူးငှက်ကြီးဟာလမ်းကြောင်းပြောင်းပြီးကလေးတွေစီဦးတီလာပါတယ်ကျွန်တော်လည်းကလေးတွေကိုကူထဲအမြန်တွန်းပို့လိုက်ပြီးအမျိုးသမီးတွေကကြောက်တုံးကြီးနဲ့ကူဝါကိုပိတ်လိုက်ကြပါတယ်ဒါကြောင့်ငှက်ကြီးကူထဲကိုမဝင်နိုင်တော့ပါဘူးအဲ့ဒီနောက်ငှက်ကြီးဟာလှည့်ထွက်သွားပြီးခေါင်းဆောင်ရဲ့အလောင်းကိုစားတော့ပါတော့တယ်ကျွန်တော်သွားကြည့်ပြီးအဲ့ဒီကောင်ကိုတက်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်လူသားသားရဲ့ရတာကိုတီးသွားပြီးကျွန်တော်တို့ရှိတဲ့နေရာကိုလည်းတီးသွားပြီးဖြစ်လို့ဒီငှက်ကြီးကိုမတက်ရင်ကျွန်တော်မျိုးနွယ်စုအတွက်ဘယ်တော့မှအေးချမ်းမှာမဟုတ်ပါဘူးကျွန်တော်မှလက်နက်မရှိတာကြောင့်ထိတ်တိုက်ရင်ဆိုင်ဖို့ဆိုတာကိုတေချောင်းကြံစီတာနဲ့အတူတူပါပဲဒါပေမဲ့ငှက်ကြီးရဲ့ရှည်လျားတဲ့ခြေထောက်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့အကြံတစ်ခုရသွားပြီးအသင်းပြင်လိုက်ပါတယ်ကျွန်တော်ဟာကြောက်တုံးနှစ်တုံးကိုရှာဖွေပြခါမှာပတ်ထားတဲ့မွေရီခွန်ကျိုးရဲ့တစ်ဖက်တစ်ချက်စီမှာချီနှောင်လိုက်ပါတယ်ကျွန်တော်ရဲ့လှုပ်ဝက်လက်နက်အသင်းဖြစ်ပြီးဆိုတာနဲ့ကူဝအဟက်လေးကနေအပြင်ကိုရှော့ခနဲ့ထွက်ခဲ့ပါတယ်ကူထဲကလူတွေကတော့မြင့်တက်ပြီးကြံခဲ့ကြပါတယ်သူတို့ကကျွန်တော်ကိုတားချင်ပေမဲ့ငှက်ကြီးရဲ့အာယုံဆိုင်မှုကိုခံရမှာကြောက်တာကြောင့်ငေးကြည့်နေရုံပဲတက်နိုင်ကြပါတယ်ကျွန်တော်ကတော့ခြုံပုတ်တွေနဲ့ပုံရှိုးပြီးငှက်ကြီးနဲ့မီတာအနည်းငယ်အကွာအထိတိုးကတ်သွားခဲ့ပါတယ်ငှက်ကြီးကတော့ကျွန်တော်ရောက်လာတာကိုမသိပဲဆက်လက်စားတောက်နေတော့မှာကျွန်တော်အတန်မထွက်ပဲမတ်တက်ထွက်လိုက်ပြီးမွေရီခွန်ကျိုးကိုချစ်ပါအောင်စုပ်ကင်လိုက်ပါတယ်ပြီးတော့ကြောက်တုံးချီထားတဲ့ဂျိုဝိုင်းပို့စ်ကိုကျိုးတင်းလာသည့်အထိခေါင်းပေါ်မှာဝေးရမ်းပြီးအရှိန်ယူလိုက်ပါတယ်လှုပ်ရှားမှုကိုသတိပြုမိသွားတဲ့ငှက်ကြီးဟာဆူဆူဝါဝါအော်ဟစ်ပြီးကျွန်တော်စီကိုပြေးဝင်လာပါတော့တဲ့ကူထဲကအမျိုးသမီးတွေနဲ့ကလေးတွေလည်းထိတ်လန့်တကြားအော်ဟစ်ကုန်ကြပေမဲ့ကျွန်တော်ကတော့နေရာကနေမရွေ့ပဲမက်ရက်နေခဲ့ပါတယ်မီတာ30အကွာဝေးကိုရောက်တဲ့အချိန်မှာတော့အရှိန်ပြင်းပြင်းနဲ့ဝေးရမ်းထားတဲ့ကျိုးကိုပြစ်လွတ်လိုက်ပါတယ်ကျိုးဟာလေထဲမှာလဲပတ်ပြီးလွင့်ပြန်သွားခဲ့ပါတယ်ငှက်ကြီးဟာငြိမ်ငြိမ်လေးခံမနေပါဘူးဒါပေမဲ့ခြေထောက်တွေကျိုးနဲ့ရစ်ပတ်မိပြီးခွေလဲကျသွားပါတော့တဲ့အတောင်ပံတွေကိုဘလို့ပဲခါရမ်းပြီးရုန်းကန်ပေမဲ့ပြန်မထနိုင်တော့ပါဘူးကူထဲကလူတွေအားလုံးအံ့အားမင်တက်စွာစိုက်ကြည့်နေကြပါတယ်ကျွန်တော်ကကောင်လေး2ယောက်ကိုလှမ်းခေါ်ပြီးငှက်ကြီးရဲ့လေပင်ကိုဖိထားခိုင်းလိုက်ပါတယ်ပြီးတော့ကြောက်တုံးကြီးတုံးကိုမြောက်ပြီးအားကုန်လွယ်